ကောင်းဆုံးသောတွင်းဆင်းသူတွေဖြစ်တဲ့ခရာဗျူတွေဟာရှာဖွေရရှိခဲ့တဲ့အစစ်မြင့်ရေဒနာတွေကိုလက်နက်အဖြစ်ခိုင်ဆောင်ကြပြီးလူတွေကတော့သူတို့မှာရှိတဲ့အစွမ်းတွေကိုအစွဲပြုပြီးဘွဲအမိများနဲ့တွဲဖက်ခေါ်ဝေါ်ကြပါတယ်သူတို့တွေထဲမှာအတန်မာဆုံးတွေကတယောက်ဖြစ်တဲ့ခိုင်မာမှုအရှင်သခင်ခိုင်မာသူအိုဇန်ရဲ့ကြမ်းလုံးပါတယ်ဆိုတဲ့ကောလာဟာလာတွေကလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်တည်းကပြန့်နှံ့နေတာဖြစ်လို့လက်ရှိမျိုးဆက်မှာအသက်အကြီးဆုံးခရာဗျူတောင်ဖြစ်နိုင်ကြောင်းဟာဘိုကနက်နက်ရှက်ဂီတို့ကိုပြောပြလိုက်ပါတယ်အိုဇန်ရဲ့အန်ဩစရာကောင်းလောက်တဲ့တန်မာမှုတွေအကြောင်းနားထောင်ရင်သူမရဲ့လက်ဆွဲတော်လက်နက်ဟာဘလို့မျိုးလဲလို့ကလေးနှစ်ယောက်ကမေးလိုက်တော့ခရာဗျူတွေဆိုတာဒီမျိုးရဲ့ဝက်ဖဲတွေဖြစ်တာမို့ဒီလိုအရေးကြီးတဲ့အချက်အလက်တွေကိုတော့ချပြခွင့်မရှိတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်လက်ရှိမှာတော့ကလေးနှစ်ယောက်ဟာအိုဇန်နဲ့အတူသူမရဲ့အဓိကအခန်းထဲကိုရောက်လာခဲ့ပြီးမျက်စိရှိကအဖြူရောင်ဥပဒုံကြီးကိုမြင်တော့ဒီအရာဟာမှတ်တမ်းစာအုပ်ထဲမှာလည်းမပါတဲ့အပြင်အဆင့်နှစ်လောက်အနည်းဆုံးရှိတဲ့အဖိုးတန်ရေဒနာလည်းဖြစ်နိုင်တာမို့လို့စူးစမ်းလိုစိမ့်နဲ့ရီကိုကမေးလိုက်ပါတယ်အိုဇန်ကဒါဟာလိုက်စာရှာတွေ့ခဲ့တဲ့ကျိန်စာပြေအိုးဖြစ်တဲ့အပြင်သူမကိုယ်တိုင်ဒီအလွာထိကူပြီးတည်လာပေးခဲ့ရတယ်လို့ပြောလိုက်ပြီးလေဗင်းကခရာဗျူကိုမှုတ်ကကျိန်စာပြေအိုးကိုအသက်သွင်းလိုက်ပါတယ်ဒီအရာတွေကိုထည့်လိုက်တဲ့ဘဲတော်ဝါမဆိုတွင်းနဲ့ကြီးရဲ့ကျိန်စာကိုမခံစားရတာကြောင့်လူတွေကကျိန်စာပြေအိုးလို့သမုတ်ကြပေမဲ့လက်တွေ့မှာတော့ဒီအိုးမှာခြောက်ချစရာကောင်းတဲ့လှုပ်ဝက်ချက်တစ်ခုရှိတယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်တကယ်တော့ဒီအိုးတွေကိုထည့်လိုက်တဲ့တော်ဝါတွေဟာပြင်းထန်တဲ့ကျိန်စာတန်ကိုခံရပြီးအိုးထဲရောက်တာနဲ့ချက်ချင်းသေသွားတာဖြစ်ပြီးခဏအကြာမှာတော့အသက်ပြန်ဝင်လာခဲ့တယ်ဆိုတာကိုရီကိုကြောင့်သိခဲ့ရတာမို့လို့ကျေးဇူးတင်ကြောင်းရည်သက်တဲ့ပြောရင်းပြောလိုက်ပါတယ်အတိတ်ဘယ်ကတော့လိုက်စာဟာရီကိုကိုမွေးပြီးသူ့စီတည်လာတဲ့အချိန်လမ်းမာတွေကအသက်မရှိတော့ပဲကြံရမရတော့လို့ကျိန်စာပြေအိုးတွေကိုထည့်ပြီးတည်ခဲ့ရင်အသက်ပြန်ဝင်လာခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီအစွမ်းကိုတစ်ခေါက်လောက်ထပ်ပြီးစမ်းသပ်ချင်တာကြောင့်မနေ့ကညစာအတွက်လှုပ်ထားတဲ့အသားတုံးတွေကိုထည့်ကြည့်ခဲ့ပြီးဒီအသားတွေဟာတဝက်တစ်ပြက်ခန္ဓာကိုယ်အစိပ်အပိုင်းတွေနဲ့အသက်ပြန်ဝင်ခဲ့တဲ့အပြင်အိုးတွေကလွတ်ထွက်သွားကစကန်ထဲမှာရှောက်သွားနေတာဖြစ်လို့ရီကိုတွေးလိုက်ရတဲ့သတော်ဝါကလည်းအဲ့ဒီအရာသာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီနောက်ရီကိုကလည်းဒီအိုးရဲ့အစွမ်းနဲ့အသက်ရှင်ခဲ့ရတာဖြစ်လို့ဘယ်အချိန်ထိရှင်သန်နိုင်မလဲဆိုတာစိတ်ဝင်စားကြောင်းနဲ့ရီကိုအပါအဝင်ကျိန်စာပြေအိုးကြောင့်ပြန်လဲရှင်သန်လာတဲ့အရာအလုံးဟာတွင်းနဲ့ကြီးရဲ့ဘဟုကိုတနည်းနည်းနဲ့သွားဖို့ကြိုးစားနေကြတာကြီးပဲမို့ဘာအကြံတွေရှိနေကြလဲဆိုပြီးခြောက်ချားစရာလေးတန်းနဲ့မေးလိုက်လို့ရီကိုခမမျက်စိတငယ်နားတငယ်နဲ့ထိတ်လန့်ရပြန်ပါတယ်အိုဇန်ကချင်းချောက်ပြီးအနိုင်ကျင့်နေတာဖြစ်လို့ဒါကိုကြည့်မနေနိုင်တဲ့ဆေးအုပ်လေးကရွှဲထားတဲ့အိုဇန်ရဲ့လက်ကိုဖမ်းဆုပ်ရင်းပေါ်ကြံကြောင်ဒီစကားတွေဟာတငယ်ချင်းလေးရီကိုအပေါ်နှိမ့်ဆက်ရကြလို့ရက်တန်းကရက်ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ခရာဗျူကိုအလကားရထားတာမဟုတ်တဲ့အိုဇန်ဟာတန်မာလုံးပါတယ်ဆိုတဲ့ရက်ရဲ့ဆေးအုပ်လက်တွေကိုအသာအရာမလိုက်ရင်သူ့ကိုပါချင်းချောက်လိုက်လို့လက်တံတွေကိုရှေ့ထုတ်ပြီးအိုဇန်လက်ကမနှဲရှောင်ထွက်လိုက်ရပါတယ်ဘာမှတော့မတိုက်ခိုက်ရသေးပေမဲ့အိုဇန်ကအယမ်းတန်မာလို့ရက်ခမချွေးပြန့်နေတဲ့ကြားကသူ့ရဲ့ဆေးအုပ်လက်တွေကိုတစားစီဆွဲဖြုတ်ပစ်မယ်လို့ချင်းချောက်ထားတာမို့သူမရဲ့အလစ်ကိုအပီတိုက်ဖို့လက်တံရှည်တွေနဲ့ဖမ်းချုပ်ရင်းနိုင်ခွဲရပြီးထင်လိုက်ပေမဲ့ခရာဗျူဆိုတာနည်းနည်းရမဟုတ်လို့သူပဲစောက်တိုးဖြစ်သွားရပါတယ်ခြေထောက်ကကင်ပြီးကြမ်းမြင်နဲ့ထက်ခါရိုက်နေလို့ရက်တယောက်မရှုမလခံစားနေရတော့ဒါကိုမြင်တဲ့ရီကိုကစိတ်အုပ်လေးကျိုးပဲ့သွားမှစိုးရိမ်တာကြောင့်အပြေးကယ်လိုက်ပေမဲ့အိုဇန်ရဲ့လက်ညှိုးတစ်ချက်ကြောင့်လွင့်ပြန်ထွက်ရင်းနဖူးပါကွဲသွားရပြန်ပါတယ်ဒါကြောင့်ရက်လဲရီကိုနဲ့သူ့ရဲ့အသက်ဘေးကိုကယ်နိုင်ဖို့နောက်ဆုံးနီလန်ဖြစ်တဲ့လက်ကအလင်းနဲ့လက်နက်နဲ့ပြစ်ဖို့တွေးလိုက်ပေမဲ့အရင်တစ်ခေါက်ကလူသာပြစ်မိရင်စကန်တစ်ခုလုံးပြကျသွားနိုင်တာကြောင့်တွေ့ဝေနေတော့သူ့ထက်မြန်တဲ့အိုဇန်ကပဲလက်ကိုဖမ်းဆုပ်ပြီးရီကိုဘက်ကိုချိန်လိုက်ပါတယ်ဒီတိုင်းသာပြစ်လိုက်မိရင်ရီကိုထိမှဖြစ်လို့ခြေထောက်နဲ့ကန်ပြီးအလင်းနဲ့ရဲ့လမ်းကြောင်းကိုလွှဲလိုက်ရပါတယ်ဒါကိုမြင်တော့အိုဇန်ကိုတိုင်းတော့ဒီလိုလက်နက်မျိုးမမြင်ဘူးတာမို့တေချာကြည့်နေတော့ရက်ကနောက်တစ်ချိန်အလစ်တက်ခိုက်လိုက်လို့တွင်းထွက်သွားပြီးအိုဇန်ရဲ့ခန္ဓာကိုယ်ကလှုပ်ဝက်ရတနာကိုလည်းပြဲသွားတဲ့အင်ကြီးအောက်မှာမြင်လိုက်ရပါတယ်အဲ့ဒါကလူတစ်ထောင်အချောင်းလို့နာမည်ပေးထားတဲ့ကြန့်ခိုင်မှုနဲ့ခွန်အားကိုအလွန်အမင်းတန်ပါစေတဲ့ရတနာဖြစ်ကြောင်းနဲ့ဒါကပဲသူမရဲ့အဓိကလက်နက်ဖြစ်ကြောင်းပြောရင်ဒေါသထွက်သွားလို့အိုဇန်လည်းခပ်ပြုံးနဲ့ပဲသူမရဲ့လက်ဆွဲတော်အနက်ရောင်ချက်ဝက်ကိုခြုံလိုက်ရင်းစတင်တိုက်ခိုက်ပါတော့တယ်ရီကိုတယောက်တတိပြန်လဲလာတော့အိုဇန်ရဲ့လက်ထဲမှာဒဏ်ရာပရဘွားနဲ့တတိလစ်နေတဲ့စိတ်အုပ်လေးကိုမြင်လိုက်ရလို့သေပြီးအထင်နဲ့အော်ဟစ်ငိုယိုနေလို့စိတ်အုပ်လေးကမသေးသေးချောင်းပြောလိုက်ပြီး2 နာရီလောက်ကြာတဲ့အခါမှာတော့ရက်တယောက်တတိပြန်ရလာခဲ့ပါတယ်သူတတိရလာလို့မျက်ရည်လဲရွယ်နဲ့ချုံမဲချငိုနေတဲ့ရီကိုမြင်တော့သူမကိုကာကွယ်ပေးခြင်းလို့အစွမ်းကုန်ကြိုးစားပေမဲ့ဒီတိုက်ပွဲမှာသူရှုံးခဲ့ရလို့သူကပါလိုက်ငိုမိပါတယ်တကယ်တော့ဒါရီအားလုံးဟာသူတို့ရဲ့ကြမ်းခိုင်မှုကိုစမ်းသပ်တဲ့အိုဇန်ရဲ့အစီအစဉ်ဖြစ်ပြီးအမြဲငိုငိုတတ်တဲ့ရီကိုနဲ့လက်နက်ကိုမစင်မစားသုံးပြီးမေးလဲတတ်တဲ့စိတ်အုပ်ရက်တို့ဟာလိုအပ်ချက်တွေအများကြီးရှိနေတဲ့အကြောင်းပြောလိုက်ရင်တွင်းနဲ့ကြီးရဲ့အနက်ပိုင်းကတတော်ဝါတွေဟာသူမထက်တောင်ပိုတန်ပါပြီးပိုလဲကောက်ကျကြလို့သူတို့နှစ်ယောက်လုံးတစားစီဖြစ်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဒဏ်ရာပရဘွားနဲ့သူတို့ကိုပြုစုခိုင်းလိုက်ပြီးစရုပ်ထွက်အလွာကတင်းချိုင်းကိုသူကိုယ်တိုင်တူးကြည့်ခဲ့ပေမဲ့အလောင်းကလည်းရှိမနေကြောင်းအမှန်အတိုင်းပြောလိုက်တော့ရီကိုရဲ့မျက်လုံးမှာမျောလင်းချက်အလင်းတွေတန်းသွားခဲ့ပါတယ်အတ္တကြီးတဲ့အိုဇန်တယောက်ခဏမောင်းထုတ်တာတောင်သူနားမှာပဲကတ်တွယ်ပြီးတွင်းဆင်းသူပညာသင်ပေးဖို့နဘူးနစာလုပ်တတ်တဲ့စကားများတဲ့ကလေးမလေးလိုက်စာအပေါ်တန်ဟောစဉ်ကြီးတာဖြစ်ပြီးလိုက်စာအတွက်တော့အိုဇန်ဟာတငယ်ချင်းလိုဆရာလိုအမေတယောက်လိုသဘောထားရတဲ့သူမအချစ်ဆုံးမိတ်ဆွေလည်းဖြစ်ပါတယ်အဲ့ဒီနောက်အိုဇန်ကအချိန်ဆဲရတာဖြစ်လို့သူတို့နှစ်ယောက်ကိုတတ်နိုင်တဲ့လောက်လေ့ကျင့်ပေးဖို့ရှာဖွေသူစကန်ရဲ့အဝေးကအလင်းရောင်အောင်သေချာမရတဲ့တောနဲ့တနေရာမှာလက်နက်ကြီးကိုအသုံးမပြုဘဲဆဲရဲရှင်သန်အောင်နေထိုင်ဖို့အမိန်ပေးလိုက်ပြီးသူမကစကန်ကိုပြန်တက်သွားခဲ့ပါတယ်